ကမ္မဋ္ဌာန်းတရားအားထုတ်တဲ့အခါမှာတဲ့အသိဉာဏ်နဲ့တမာတိတွေသိပြီးတော့မရင်ကျက်သေးဘူးနုနေတဲ့အချိန်လေးမှာဆိုလို့ရှိရင်ဘာတွေဝင်လာတတ်တယ်ခန္ဓာကိုယ်ကအလင်းရောင်တွေပေါ်လာတတ်တယ်ဩဘာဒဆိုတဲ့အလင်းရောင်တွေထွက်လာတတ်တယ်ဟိုအလင်းရောင်ဆိုဒီမှာနော်တဝုနဲ့တဝုမတူဘူးတချို့ကမိမိကပ္ပဋ္ဌာန်းထိုင်နေတဲ့အခန်းတစ်ခန်းလုံးလင်းတယ်တချို့ကြတော့အပြင်မှာလင်းတယ်တချို့ကြတော့စัจ java လာကြီးတစ်ခုလုံးထီအောင်လင်းတယ်အလင်းတွေကိုမြင်နေရတယ်ဟောဒီလိုအလင်းဟာလည်းပဲပေါ်လာတတ်တယ်ဘာကြောင့်ပေါ်တာတုံးဆိုတော့ဝိပဿနာစွမ်းအားကြောင့်ပေါ်လာတာဝိပဿနာစိတ်ကြောင့်မို့လို့စိတ်ဓာတ်တွေဟာအရင်တုန်းကကိလေသာတွေနဲ့ညှဉ်းနှွမ်းနေတဲ့စိတ်ဟာဝိပဿနာအာယုံပေါ်မှာကြာပုတ်တင်ပေးလိုက်တဲ့အခါမှာအယောင်ထွက်လာတဲ့သဘောပေါ့ခြေပြားလေးကိုပုတ်တဲ့အခါမှာအယောင်ထွက်လာတယ်လို့ပဲမိမိစိတ်လေးကိုအာယုံနဲ့ပုတ်တင်ပေးတဲ့အခါမှာအယောင်လေးတွေထွက်လာအဲ့ဒီထွက်လာတဲ့အယောင်ကအပြင်ထိအောင်ရောက်လာတဲ့အခါမှာဩဘာဒဆိုတဲ့အလင်းရောင်တစ်ခုဖြစ်လာဒါလည်းဖြစ်လာတတ်တယ်အဲ့ဒါလို့ဖြစ်လာတဲ့အလင်းရောင်ကိုပဲယောဂီပုဂ္ဂိုလ်အနေနဲ့ဘာဖြစ်တော့ဟာအရင်တုန်းကတစ်ခါမှမကြုံဘူးအခုဒီအလင်းရောင်ရတာဒါငါတော့သောတပန်ဖြစ်ပြီသဂရဂံဖြစ်ပြီအနာဂံဖြစ်ပြီဉာဏ်နာဖြစ်ပြီတရားဓုတရားမြတ်တွေငါရနေပြီဆိုပြီးတော့မဲ့မဟုတ်တာကိုဟုတ်တယ်လို့ထင်တယ်ဖုံမဟုတ်တာကိုဟုတ်တယ်လို့ထင်တယ်နိဗ္ဗာန်မဟုတ်တာကိုဟုတ်တယ်လို့တွေးပြီးတော့ဝိပဿနာဆက်ပြီးတော့အာမထုတ်ပဲနဲ့အဲ့ဒီလမ်းကြောင်းကိုပဲအလင်းရောင်ပေါ်မှာပဲตาရနေတယ်အဲ့ဒါကိုဒီနေရာမှာဓမ္မုဋ္ဌိစ္စဝိခိတမာနတလို့ခေါ်တယ်ဓမ္မဆိုတာဝိပဿနာစွမ်းအားနဲ့ဖြစ်ပေါ်လာတဲ့ထူးခြားတဲ့အခြေအနေတစ်ခုပေါ်မှာဥဒ္ဓိစ္စဆိုတာတမာရီဖြစ်ပြီးတော့အဲ့ဒီပေါ်မှာတွေးဝေတွေးတောနေတဲ့ဥဒ္ဓိစ္စဆိုတဲ့ဒီလွင့်ပြန်နေတဲ့စိတ်တစ်ခုကနေလွှမ်းခြုံထားတယ်လွင့်ပြန်မှုဆိုတဲ့ဥဒ္ဓိစ္စကနေလွှမ်းခြုံပြီးသိမ့်အုပ်ထားတဲ့စိတ်တွေလွှမ်းမိုးလာတယ်ဝိပဿနာဆက်ကိုအာမထုတ်တော့ဘဲနဲ့ဒီအလင်းရောင်လေးပေါ်သွားတယ်ဆိုကြတဲ့ကသူကဝိပဿနာရဲ့လမ်းကြောင်းဟာလွဲသွားပြီဒါလို့ဆိုလို့ရှုနေကြအာယုံမဟုတ်ဘဲနဲ့အလင်းရောင်တစ်ခုကိုသူအာယုံပြုနေသည့်အတွက်ကြောင့်အဲ့ဒါကိုသုံးတာဓမ္မုဋ္ဌိစ္စဝိခိတမာနတံသူ့စိတ်ကိုဓမ္မလို့ခေါ်တဲ့ဒီနေရာမှာဩဘာဒနော်ဒါမျိုး10မျိုးရှိတယ်10မျိုးရှိတဲ့တည်းဒီအလင်းရောင်ကိုဓမ္မအဲ့ဒီဓမ္မကိုအကြောင်းပြုပြီးတဲ့အခါမှာသူတရားဓုတရားမြတ်ပြီးတွေးနေတာဟာဥဒိစ္စဒီအလင်းရောင်ဒီပင်လင်တရားဓုတရားမြတ်လို့တွေးနေ